Hello ready ပါအရင်နေ့က ready ရဲ့ ready ရဲ့မိသားစုညရွှေမျိုးကြွားမယ်ဖောင်တော်ဖះကိုတက်ကြွခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ဖះကိုအမိကြိုးလို့ရအောင်လို့ ready ကဒီအိမ်ကနေမနေ့9နာရီလောက်ထွက်လာခဲ့ပြီးတော့ညရွှေမျိုးကိုတော့9နာရီခွဲကျော်လောက်ရောက်ပြီးတော့အဆက်လေးနဲ့တက်ကြွခဲ့ပါတယ်အရင်နှစ်တွေတုန်းကဖះကိုပို့ပဲပို့ခဲ့ပေါ့ဒီနှစ်တော့ကျွန်တော်ကြုံခဲ့ဖះကိုရအောင်ကြိုးမယ်ဆိုပြီးတော့ဒီဘော်ကိုရောက်ရှိနေပါပြီရန်လေးရန်လေးချမ်းပြီးတော့မနေ့ခင်မှာအင်းလေးရဲ့လက်ဆက်တဲ့လေးကိုလုံးဝခံစားလိုက်ရခဲ့ပါတယ်။မရွေးစားဖို့တောက်ဖို့အိမ်နေရာမှာနေရာမပူပဲမိုးကအုံနေပြီးတော့ဒီပတ်လေတောင်းနေမှာဆိုရှင်တိတ်နေဝိုင်းဟာတွေ့ရတော့ ready တချင်းတစ်ပုတ်ကိုတောင်သွားပြီးတော့တတိယမိခဲ့။အခုတော့ဆွဲလေးတွေကိုစပြီးတော့မြင်ရပါပြီ။မျက်စိရှိမှတင်ဆွဲလေးတွေအများကြီးပဲကိုတွေ့ခဲ့အင်္ဂလိပ်ဆိုတာနဲ့တွေ့ဖက်ပြီးတော့မြင်ရတဲ့အင်္ဂလိပ်ရဲ့ signature ဂျပန်လေးတွေပါဒီခင်စောရဲ့တချင်ထရလိုပဲလေဦးထိန်မှာအကျဉ်းသူလေးပါလာခဲ့လို့ရှိရင် ready လေဒီထပ်ပို့ပြီးအားငယ်မှာမဟုတ်တော့ဘူးပေါ့နော်ဒီလိုဖျားပွဲရာသီတွေမှာတွေ့ရများရဲ့အင်္ဂလိပ်ရဲ့ခြေအောင်နဲ့လေလောချင်းအမှုပညာတရက်ပဲဖြစ်ပါတယ်ဗီဒီယိုတွေမကဘူးဒီမှာဖျားကိုကြိုရဲ့လေတွေရောလူတွေရောအများကြီးပါပဲဖောင်တော်ဖျားကိုလေပေါ်ကနေလမ်းပြီးတော့မြင်နေရပါပြီပြန်လန်းတခြားမှလည်းဖျားကိုလာကြိုတဲ့လူတွေအများကြီးပါပဲအားလုံးပဲကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခါ